မိဘစကားကိုနားထောင်ခြင်းအထဲမှာကောင်းခြင်းရှိတယ်နားမထောင်ခြင်းထဲမှာဘာရှိလဲကြိမ်ခြင်းရှိတယ်ဘာရှိလဲโอเคအဲ့တော့ဒီမှာမိဘကိုယိုသေးခြင်းအဲ့တော့မိဘကိုယိုသေးခြင်းလုံနိုင်ဖို့ရန်အတွက်တစ်ချက်မိဘကိုခွင့်လွှတ်ရမယ်ယိုသေးခြင်းကိုလုံနိုင်ဖို့အတွက်ခွင့်လွှတ်ခြင်းရှိမှာပဲရအဲ့တော့ဆမရဲ့ဘဝထဲမှာလည်းမိဘနဲ့ပတ်သက်ပြီးတော့နာကျင်ခဲ့တဲ့အရာတွေအများကြီးရှိဘူးတယ်ဆမရဲ့မိခင်ဖခင်အသေးအောင်ဆရာဆမပါဒါပေမဲ့မိဘနဲ့ပတ်သက်ပြီးတော့နာကျင်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့ဘူးတယ်ဒန်နီယယ်လည်းဆမနဲ့ပတ်သက်ပြီးတော့နာကျင်ခဲ့တဲ့အရာတွေရှိဘူးတယ်မိဘလို့ပြောတဲ့အခါမှာကြိုတင်ပြီးတော့လေသားသမီးတွေကို train ခဲ့တာမဟုတ်ဘူးလေကိုသားသမီးကိုကိုယ်တိုင် train ရတာလေမဟုတ်ဘူးလားအဲ့တော့အမှားတွေလုံးမိတယ်မစိတ်မတိုးသင့်မနဲ့စိတ်ဆိုးတဲ့ຢာရှိတယ်မပြောသင့်တဲ့စကားလေးတွေကိုပြောလိုက်တာရှိတယ်မရိုက်သင့်မနဲ့ရိုက်မိလိုက်တဲ့အချိန်တွေရှိတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့မိဘကိုနာတယ်တားနာတယ်အဲ့တော့အဲ့လိုနာကျင်သွားပြီဆိုရင်ယိုသေးခြင်းမရှိတော့ဒါကြောင့်အရင်ဆုံးလုပ်မယ့်ຢာကမိဘကိုခွင့်လွှတ်ရဟုတ်ပြီနော်ဖယားသခင်ရဲ့ခွင့်လွှတ်ခြင်းကိုပဲအရင်ဆုံးစဉ်းစားဒါဆိုရင်မိဘကိုခွင့်လွှတ်နိုင်လိမ့်မယ်မိဘကမကောင်းဘူးမိဘကအရန်ဆိုးတယ်လို့ထင်ထားတဲ့သူများနင်ကရောဘယ်လောက်ကောင်းလို့လဲဟုတ်လားဟုတ်လားမိဘကိုဘလောက်ထိတောင်သင်ကဘယ်နှစ်တောင်မှသင်ကကြွေးမွေးခဲ့ရလို့ဘယ်နှစ်တောင်မှသူ့ရဲ့နော်မစင်တွေသူ့ရဲ့စွန့်ထားတဲ့အညစ်အကြေးတွေကိုသင်ကတန့်ရှင်းလုပ်နေရလို့မိဘကိုပြန်လဲပြီးတော့အာခံချင်တာတော့အဲ့ဒါကိုနားလေစေချင်တယ်မိဘကတော့သင်ရဲ့အညစ်အကြေးတွေမစင်တွေအားလုံးကိုဆေးကြောပြီးတော့မှသူ့ဘဝတစ်ခုလုံးကိုယဉ်ပြီးတော့မှသင်ကိုကြည့်ရှုလာတဲ့မိဘဖြစ်တဲ့အတွက်ကြောင့်မို့မိဘကိုယိုသေးစေချင်တယ်မိဘကိုခွင့်လွှတ်ပေးစေချင်တယ်ကဲဒီထဲမှာမိဘကိုခွင့်မလွှတ်နိုင်တဲ့သူတွေရှိတယ်ဆိုတော့ဆရာမသိတယ်မိဘကိုသင်ချီနှောင်ပြီဆိုရင်တစ်သက်လုံးမကောင်းစားဘူးဘာဖြစ်လဲသလားသင်တို့ဟာတဲ့မြေကြီးပေါ်မှာချီနှောင်ကောင်းကင်ပေါ်မှာချီနှောင်လိမ့်မယ်တဲ့မြေကြီးပေါ်မှာလွှတ်ရင်ကောင်းကင်ပေါ်မှာလွှတ်လိမ့်မယ်တနည်းအားဖြင့်တဲ့ရတက်တာထဲမှာမိဘကိုချီနှောင်ထားရဲဆိုအဲ့ဒီမိဘနဲ့ဆိုင်တဲ့ကောင်းကြီးမင်္ဂလာကိုဘုရားခင်မစည်းစင်းစေတော့ပိတ်ပစ်လိုက်ပြီဒါကြောင့်မို့ဒီနေ့မိဘကိုခွင့်လွှတ်တဲ့ရမှာဖြစ်တယ်အဲ့တော့တခါတလေငါ့ကိုဒီလိုမိဘမျိုးဘာလို့ပေးတာလဲဆိုပြီးတော့မေးတတ်တဲ့သားသမီးတွေရှိပါလိမ့်မယ်မိဘတွေအနေနဲ့လည်းအော်ငါဘာလို့ဒီသားသမီးရတာလဲဆိုပြီးတော့ရွေးချယ်လို့ကောင်းရင်တိတ်ကောင်းပါပဲဆိုပြီးတော့သူလည်းပြောစရာအကြောင်းရှိတာပဲဒါပေမဲ့အဲ့လိုမပြောဘဲနဲ့ဘာလို့တင့်ကိုအမြဲတမ်းချစ်ပေးနေရတာတော့အဲ့ဒါကိုစဉ်းစားစေချင်တယ်အာမင်မိဘမှာလည်းရွေးချယ်စရာအခွင့်မရှိခဲ့ဘူးဒီလိုမျိုးခေါင်းမာတဲ့သူဒီလိုမျိုးခံပြောတတ်တဲ့သူကိုရလာမယ်လို့မိဘတွေကထင်မလားအေးမထင်ဘူးဒါပေမဲ့အကောင်းဆုံးပြုစုတယ်သို့တော့မိဘကိုမယုံမသိလုပ်တဲ့အခါမှာမိဘတွေကနာကျင်ရတယ်အဲ့တော့နာကျင်နဲ့ကိုကဘာပြန်လုပ်လဲဆိုတော့မိဘကိုပြန်အော်မိဘကလည်းနာကျင်စေအဲ့တော့မုံလုံးဆက်ကူကက်နေနေမပြီးတော့ဘူးဘာဖြစ်လာလဲဆိုတော့မိသားစုထဲမှာမုံတီးစရာတွေပဲဖြစ်လာတော့တယ်ဒီနေ့ဘုရားသခင်ကသားအဖတွေနဲ့မိဘတွေနဲ့သားသမီးတွေကြားထဲမှာချီနှောင်တဲ့အရာမရှိစေချင်ဘူးမိဘကိုခွင့်လွှတ်တတ်ရမယ်ကိုဘေးနားမှာရှိတဲ့သူကိုပြောပါဒီနေ့ပဲခွင့်လွှတ်လိုက်ပါတချို့တွေမပြောသေးဘူးထပ်ပြောလိုက်တငယ်ချင်းဒီနေ့ပဲမိဘကိုခွင့်လွှတ်လိုက်ပါအာမင်